ဒီနေ့မှာတော့ဒီအတချောင်းနဲ့ဒီလိုခြေလုံးလေးတစ်လုံးလေးရှိရတယ်ပေါ့နော်တစ်လုံးတော့မှအပြင်းရှိလေရပါတယ်ဒီတစ်လုံးကိုပဲမင်းနေအောင်လေးကျင့်ရမှာပါအခုကတော့ဒီခြေထိုးခြေကင်လေးကိုပြောပြပေးသွားပါမယ်မင်းကတော့ဒါမင်းစထိုးတော့ကကင်တဲ့အလေးပါသူကလည်းမဆိုအယောင်တော့မှမရှိတော့ဘူးပေါ့နော်4 မီလီမီတာလေးပါဒီအက်ကိုဘယ်လိုကင်ရမလဲဆိုရင်တချို့ကကြတော့ဒီလိုကင်နေတချို့ကကြဒီလိုမျိုးကင်နေပါတော့မင်းကတော့ဒီလိုခဲတံကင်နေနဲ့ကင်နေခဲတံကင်နေကင်နေတာပြကြလို့ရှိရင်ဒီခြေကင်ကြီးပေါ့နော်ဒါလေးရတာခြေကင်ကြီးခြေကင်ကြီးခြေကဒီလိုဒီလက်တန်းရဲ့အရှိရနေလာမယ်အနောက်ကိုဝင်လာမယ်ပြီးရင်ဒီပေါ့နော်ဒီလက်မျိုးလေးတွေရတယ်ဒီလက်မျိုးအရှိရနေပြီးတော့မှအနောက်ကိုပြန်လာမယ်ပြန်လာပြီးတော့မှဒီလိုမျိုးကင်ထားမယ်ပေါ့နော်ကင်ထားမယ်ကြားလို့ရှိရင်ဒီလက်လေးကဒီခြေစလေးကိုဖိထားမယ်ဖိထားပြီးလို့ရှိရင်ဒီဟာလေးကိုဒီလိုလေးဆွဲပြီးတော့မှလိမ်လိုက်မယ်ဟုတ်ပါဒီလိုလေးတချို့ကကြတော့ဒီလိုမျိုးခောက်တွန့်ပေါ့နော်ခောက်တွန့်ချီကြတယ်ငါလိုချီစီချမအောင်ချီအဲ့လိုမျိုးအလွယ်မလိုက်စေချမအောင်ကြရင်ဒီခောက်တွန့်လေးကိုဖိလိုက်နော်နော်ဖိထားတဲ့အပေါက်လေးတွေကိုဒီအက်လေးဝင်လိုက်မယ်ဒီမှာဒီလက်အနေထားပေါ့နော်ဒီလက်ကလေးလေးကကြတော့ဒီအစလေးကိုဖိထားရမယ်ဒီလက်ကလေးလေးကဒီအစကိုဖိထားရမယ်ဖိထားပြီးလို့ရှိရင်ဒီခြေကိုနောက်ဒီသူကကြတော့ဒီအရှိမလာမယ်ဒီလိုအနောက်ကနေမယူပါဘူးဒီလိုအရှိကနေလာပြီးတော့မှတမလေးလင်လိုက်ပါမယ်အနောက်ကနေဒီခြေကိုဒီအနောက်ကိုဆွဲတာပြီးဒီရှေ့ကိုပြန်လာပြီးလို့ရှိရင်ဒီဟာလေးကိုဒီလိုလေးအရှိကိုဆွဲလိုက်ပါမယ်ဒီကြရင်ဒီအောက်ကဟာလေးကိုဒီလိုလေးဖြည်းချင်းလေးဆွဲလိုက်ပါမယ်ဆွဲပြီးသားလို့ရှိရင်နောက်တစ်ခုကိုထပ်တက်ပါမယ်နောက်တစ်ခုကလည်းအဲ့ဒီတိုင်းပဲထိုးသွားရမှာပါဒီလိုလေးလိမ်လာမယ်လိမ်လာပြီးရင်ဖြည်းဖြည်းချင်းအပေါက်လေးတွေကိုဝင်လိုက်မယ်အပေါက်လေးတွေကိုဝင်လိုက်ပါမယ်ဒီမှာလိမ်မယ်ဖြည်းဖြည်းချင်းလာပြီးဒီအပေါက်လေးတွေကိုဝင်လိုက်ဒီဟာလေးကိုကြတော့ဖွန်မီလို့ခေါ်ရပေါ့နော်သူတို့အင်္ဂလိပ်တွေမှာကြတော့ဒါကို chain လို့ခေါ်ကြတယ်ကိုယ်ဆိုရင်ဘယ်နှခုပြီးသားလဲတစ်ခုနှစ်ခုပြီးသားပါပြီနောက်တစ်ခုကိုဆက်ထိုးပါမယ်3နောက်တစ်ခုကိုဆက်ထိုးမယ်4ဒီတိုင်းလေးပဲပေါ့နော်ဒီဟာလေးကလက်ကလေးတွေကလိုက်ပြီးတော့မှကစားပြီးသွားမှာပါကိုယ်ဆိုရင်ဒီမှာဒါလေးကိုမရွေ့သွားအောင်ဒီလက်လေးကဖိထားပေးမယ်ကြားလို့ရှိရင်ဒီဟာလေးကိုဒီလိုဆွဲလာမယ်ပေါ့နော်ဆွဲလာမယ်ကြားလို့ရှိရင်အခုဆိုရင်1 2 3 4 5အခုဆိုရင်5ခုပြီးသွားပါပြီနောက်တစ်ခုကိုဆက်ထိုးပါမယ်ဒါလေးကတော့ဖွန်မီထိုးမီလေးပါနောက်တစ်ရက်မှာတိုင်တူထိုးနည်းလေးကိုတင်ပေးသွားပါမယ်ကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်